စိတ်ပါမှကျင်သွားမယ်စိတ်ပါမှစာဖတ်မယ်စိတ်ပါမှတန်ရှင်းလုပ်မယ်စိတ်ပါမှလှုပ်ပေးမယ်လူတွေတော်တော်များများက motivation တစ်ခုတည်းကိုပဲအားကိုးနေတတ်ကြပါတယ်အဲ့ဒါကမလုံလောက်ပါဘူးကိုလိုချင်တဲ့ပန်းနိုင်တစ်ခုကိုတွားချင်တယ်ဆိုရင် motivation ကိုအားကိုးလို့မရပါဘူး discipline နဲ့ habits တွေကိုအားကိုးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ကောင်းတဲ့အမှုအကျင့်နဲ့ကောင်းမွန်တဲ့ system တစ်ခုရှိမှလူတွေကကိုရောက်ချင်တဲ့နေရာကိုရောက်မှာဖြစ်ပါတယ် motivation ဆိုတာကခဏလေးနဲ့ပျောက်သွားတယ်တပတ်ကနေနှစ်ပတ်လောက်ပဲခက်နေဒါပေမဲ့ discipline ကကိုမတိမချင်းကိုရှိနေမှာဖြစ်ပါတယ်လူငယ်တွေတော်တော်များများက motivation ကိုမရှာပါနဲ့ discipline နဲ့ habit forming ကိုလုပ်ပါဒီတဲ့ပိုတစ်ဆင့်သွားချင်တယ်ဆိုရင် habit stacking ကိုလုပ်ဖို့ဒီအနေနဲ့အကြံပေးချင်ပါတယ်ပေါ့နော်ဒီအနေနဲ့လာမယ့်အပတ်မှာဒီအတွက်ရောလူငယ်တွေအတွက်ပါအရင်အရေးကြီးတဲ့ skill ၄ခုကိုသင်ကြားပေးသွားဖို့ class လေးတစ်ခုရှိပါတယ်အဲ့ဒီ class က the productivity playbook လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီ class ထဲမှာဆိုရင်ကျွန်တော်တို့ time management energy management ပြီးတော့ပြီးဆိုရင် habit forming ပြီးရင်ကိုယ့်ရဲ့ဘဝကိုပြောင်းလဲဖို့အတွက်တတိယဒီ diary ကိုနေ့တိုင်းရေးပြီးမှဘယ်လိုမျိုး track လုပ်လဲပေါ့နော်။အရေးကြီးတဲ့သူတွေဆိုရင်လည်းနာမည်ချရေးထားတယ်။အရေးကြီးတဲ့သူဆိုရင်လည်းနာမည်ချရေးထားတယ်။ကိုယ့်ရဲ့လိုချင်တဲ့ goals တွေ dreams တွေကိုမဖြစ်မနေရေးပြီးမှ track လုပ်တယ်ပေါ့နော်။အဲ့တော့အမြဲတမ်းတိုင်းထားတယ်။လူတစ်ယောက်ကကိုတွားချင်တဲ့နေရာကိုမတိုင်းတာဘူး track မလုပ်ဘူးနေ့တိုင်းကို remind မလုပ်ဘူးဆိုရင်ဘယ်တော့အခါမှာကိုယ့်ရဲ့ပန်းတိုင်ကိုဖြစ်လာမှာမဟုတ်ပါဘူးပေါ့နော်။ကိုယ့်ရဲ့အိမ်မက်တွေကိုမတိုင်းတာဘူးဆိုရင်အိမ်မက်ကအိမ်မက်ပဲဖြစ်နေမှာပါပေါ့နော်ဒီတော့ဒီတင်နန်းကိုလမ်းပြောင်းနေတဲ့လူငယ်တွေလာ join ဖို့ဒီအနေနဲ့ဖိတ်ချင်ပါတယ်ဒီတင်နန်းကအပြင်မှာ coffee သွားတောင်းမယ်ဆိုရင် coffee နှစ်ခွက်စာလောက်ပဲရှိအောင်ဒီလုပ်ပေးထားပါတယ်ပေါ့နော်လူငယ်တွေကိုဒီအတွက်အရေးပါတဲ့ skills တွေကိုတကယ်သင်ပေးချင်လို့ပါပေါ့နော်ဒီနဲ့အတူအပြန်အလှန်စကားပြောဖို့အတွက် live session တွေလည်းနှစ်ခုပါမယ်ပြီးသွားပြီဆိုရင် pre recorded video တွေလည်းပါပါတယ်အဲ့တော့အားလုံးပဲဒီတင်နန်းကိုစိတ်ဝင်စားတယ်ဆိုရင်ဒီရဲ့ page မှာစုံစမ်းမြင်မြန်လို့ရပါတယ်အဲ့တော့ see you in the class August 18 ရက်နေ့မှာဖွင့်မယ်ကိုဒီဒီရဲ့ The Productivity Class သင်တန်းကိုတက်ချင်တယ်ဆိုရင် DD Burmese Vlog ဒါမှမဟုတ် DD Burmese Diaries Facebook Page Messenger ကိုအခုပဲဆက်သွယ်လိုက်ပါ